အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကိုရီးယားစာစားကျင်တာနဲ့ပဲတခင်ဘက်ချင်းမိုင်ဆိုတဲ့ဆိုင်လေးကိုသွားစားကြည့်ထားပါတယ်ဆိုင်ကဘတ်ဂျက်ဆိုင်ဆိုတော့တေးသေးလေးပဲဝိုင်းကလည်း3-4ဝိုင်းလောက်ပဲရှိရယ်ဒါပေမဲ့ဆိုင်ပြင်ဆင်လေးကတော့ချစ်ဖို့ကောင်းတယ်စာရိုးကတော့ကင်ဘတ်ရယ်ကိုရီးယားထမင်းတုပ်ရယ်တော့ပူကီရယ်ကင်ချီထမင်းကြော်ရယ်ရာမန်ရယ်မှာစားခဲ့ပါတယ်တော့ပူကီက special မှာထားတာဆိုတော့ဝတ်သားကင်ရောဖတ်ထုတ်ရောပါတယ်ပါတဲ့ဖတ်ထုတ်ကတော့တိတ်တော့စားလို့မကောင်းဘူးဒါပေမဲ့သူ့ရဲ့ sauce အနစ်ကအရသာထိထိမိမိရှိတယ်ဆန်မုတ်ဆိုရင်လည်းမဆက်ဆက်ကြီးဖြစ်မနေပဲနဲ့အီအီလေးနဲ့တော်လေးစားလို့ကောင်းတယ်ဈေးကတော့နည်းနည်းလေးများတယ်ဘတ်160တော့ပေးရတယ်ကင်ဘတ်ကတော့ဝတ်သားကင်နဲ့မှာထားတာအဲ့ဒါက130လောက်တော့ကျတယ်သူက review တွေထဲမှာတော်တော်များပြောထားတဲ့အတိုင်းပဲတကယ်လဲစားလို့ကောင်းတယ်နှမ်းစီမွေးမွေးလေးနဲ့ဝတ်သားကင်လေးရဲ့ဆိုတော့တော်တော်အရသာရှိတယ်သူ့ဆိုင်ကကင်ချီရတာကောင်းတယ်ဆိုတော့ကင်ချီသမင်းကြော်လဲထွေထူးတော့ပြောကြမလို့ပြီးတော့အဲ့ဒါကိုတခွားသီးကင်ချီချင်းချင်းဆက်ဆက်လေးနဲ့တွဲထားလို့ရှင်တော်တော်လေးလိုက်တယ်ကင်ချီသမင်းကြော်လဲတပွဲကိုဘတ်130ပဲကျတယ်ကိုရီးယားထမင်းတုပ်ကလည်းမျောလင့်ထားတဲ့အတိုင်းကွက်တီပဲသူ့ရဲ့ sauce စနစ်ကလည်းမိုက်တယ်ကင်ချီပါချပေးထားတာဆိုတော့တွဲထားလိုက်လို့ရှင်ရှယ်ပဲထမင်းတုပ်ကတော့ဘတ်130ကျတယ်ဒါပေမဲ့အဲ့ဒါကိုကျဲဥနဲ့ဖောက်ပြီးတော့နေဖက်စားခြင်းတယ်ဆိုရင်တော့ကျဲဥကြော်တက်တက်မှားမှာပေါ့နော်ကျဲဥကြော်ကတော့15ဘတ်ထပ်ပေးရတယ်မှားထားတွေအကုန်လုံးကအရသာကွက်တိဖြစ်တယ်ဆိုပေမဲ့နောက်ဆုံးစပိတ်အနေနဲ့မှားလိုက်တဲ့ရာမန်ကတော့နည်းလေးလိုသွားတယ်သူ့ရဲ့စုကအရသာပေါ်ရွှွှွနဲ့ထိထိမိမိမဖြစ်ဘူးဒါပေမဲ့အပေါ့စားတဲ့လူအတွက်ဆိုရင်တော့အဆင်ပြေလောက်တယ်သူ့ရဲ့ဈေးကလည်းဘတ်130ပေးရတယ်မန်ညူတွေအကုန်လုံးကတော့ဘတ်100ဝန်းကျင်ပဲရှိရဲအဲ့တော့သူ့ပိုးရှင်းနဲ့သူ့ရဲ့ရတာတဲ့ဆိုတော့တန်တယ်လို့တော့ထင်တယ်ပြီးတော့ဆိုင်မှာတောက်ချင်တယ်ဆိုတဲ့လူတွေအတွက်လည်းဆိုဂျူရောဘီယာရောရှိရဲဒီဆိုင်ကဗုဒ္ဓဟူးနေ့ကလွဲပြီးတော့ကျန်တဲ့ရက်တွေအားလုံးမနက်7:00နာရီည9:00နာရီထိဖွင့်တယ်ဒါပေမဲ့တစ်ခုရှိတာကဆိုင်ရှိရဲ့လမ်းကကျင်းတော့ကားနဲ့သွားမယ်ဆိုလို့ရှိရင်တော့ကားပါကင်ခတ်လိမ့်မယ်အနီးနားမှာတော့ပါကင်ထိုးတဲ့နေရာတွေရှိရဲဆိုပေမဲ့ပါကင်ကြီးတော့ပေးရလိမ့်မယ်အဲ့တော့ဈေးတန်တန်နဲ့ကိုရီးယားစာကောင်းကောင်းစားခြင်းနဲ့ဆိုရင်တော့တကင်ဘက်ချင်းမိုင်ကိုသွားစားကြည့်ပါစာရိုးကတော့စားကြည့်ထားတာဆိုတော့သဘောကျလို့ recommend ပေးလိုက်ပါတယ် bye bye